ဇလန်ကိုနားထောင်ပြီးရင်တဲ့အိမ်နိုင်ရမှာချိန်ထားတဲ့မှန်ချက်ကိုတစ်ခါပြန်ကြည့်ပြလိုက်မယ်ဒီဇလန်ကပြင်းလို့မျိုးဟာအိမ်ဟောင်းကြီးတစ်လုံးမှာဖြစ်ခဲ့တာပါဆောင်းညနေခင်းတစ်ခုမှာအေးမြတဲ့လေတူထဲမှာကိုရဲခန့်နဲ့တူမိန်းမမေတို့ဟာအိမ်တက်ကိုပြောင်းလာခဲ့တယ်ဒီအိမ်ကကိုလိုနီခေတ်ကတိဆောက်ထားတဲ့အိမ်ကြီးနှစ်ပေါင်းများစွာလူမနေတော့ပဲဆွန့်ပစ်ထားတယ်ဒီပေါ်လူငယ်ကိုဝင်လိုက်တာနဲ့မိကတိတ်တိတ်ကြီးပြောတယ်ဒီအိမ်ဘာလို့ဒီလောက်အီးနေရတာလဲကိုရဲခန့်တော့ရဲပြီးပြင်ပြောတယ်ဆောင်းရည်လေးပြီးတာပေါ့ဒါပေမဲ့အဲ့ဒီအေဂျင့်ဆောင်းရည်မဟုတ်ခဲ့ဘူးအိမ်ထဲမှာပရိဘောကအဟောင်းကြီးကြံနေလေနိုင်ရမှာတော့လူရွယ်စားမှန်ချက်ကြီးတစ်ချက်ချိတ်ထားတယ်ရရောက်လာတယ်လာပြီးညမှုလာရောင်ကသတင်းပေါက်ကနေဝင်လာပြီးမှန်ချက်ကိုတောက်ပါစီတယ်မိရေတောက်ဖို့ထလာပြီးမှန်ချက်ရှိမှာမှန်ရှိမှာပေါ့ရက်လိုက်တယ်သူမကိုသူပြန်မြင်နေရတယ်ပေါ့ဒါပေမဲ့မှန်ထဲမှာသူမရဲ့ပုံရိပ်ကသူမလုပ်တယ်လို့မလုပ်ဘူးမင်းမလုပ်ဖက်ရနေချိန်မှန်နေရမိရတဖြည်းဖြည်းပြုံးလာတယ်အဲ့ဒီပြုံးကသူပြုံးနေတဲ့ပြုံးမျိုးမဟုတ်ဘူးပါဇက်ကနေရွက်ထိကျဲသွားတယ်မင်းနောက်ဆုတ်ခြင်းနဲ့ဒါပေမဲ့ခြေထောက်ပြီးမလုံနိုင်ဘူးမှန်နေရလက်တစ်ဖက်မှန်ပြင်တဖြည်းဖြည်းထွက်လာတယ်ရေခဲလူဤဆက်တဲ့လက်တစ်ဖက်ပြီးတော့ခန္ဓာကိုယ်တစ်ခုလုံးအဲ့ဒီဟာမိနဲ့ဒုံငံနေဟိုဘာနာတောင်ထင်ရလို့ဒါပေမဲ့မျက်လုံးတွေကအနက်ရောင်အိုင်နေအသက်မရှိလို့ပေါ့မင်းငါ့အိမ်ဘာလို့ဝင်လာလဲအတန်မိရတဲ့နောက်တနေ့မနေ့မိပျောက်သွားတယ်အိမ်တစ်လုံးအိမ်တစ်ခုလုံးရှာလဲမတွေ့ဘူးပေါ့ဒါပေမဲ့မှန်နေမှာတော့မိရက်နေလက်ပြနေတယ်ဟိုနေတဲ့မျက်နှာနဲ့ကိုညီပါလို့ပြောနေတယ်ဟိုရဲခန့်မှန်ကိုချိုးဖို့ကြိုးစားတယ်ဒါပေမဲ့မှန်ကကြောက်တားလို့မာကျုံးနေတယ်လူထွက်တဲ့အထိထိုးလိုက်တယ်မှန်နဲ့ရမိကပို့ပြီးတော့အော်နေရက်တွေကြာလာတော့ကိုရဲခန့်မှန်ရှင်းမှထိုင်ပြီးစကားပြောတယ်တခါတလေမိတယောက်ထဲမဟုတ်ဘူးတခြားမျက်နှာတွေဒီအိမ်မှာအရင်ကနေခဲ့ဦးတဲ့လူတွေအားလုံးကမှန်ထဲမှာပိတ်မိနေတယ်ပညာကိုရဲခန့်ဆုံးဖြတ်ချက်ချလိုက်တဲ့မှန်ကိုပြုတ်ပြီးတင်းချမ်းကုန်းမှာနေမြုပ်ပြလိုက်တယ်ဒါပေမဲ့အဲ့ဒီညမှာပဲအိမ်နံတွေကတီးတိုးပြောတယ်ကြားရတယ်ကျမ်းပြင်တွေဤတော်တယ်တကားဖွင့်လိုက်တော့အပြင်မှာမှန်ချက်ကြီးကပြန်ရက်နေတယ်မှန်ထဲမှာမေးရှိရမင်းနောက်မှာလူတတိုက်ကြီးရက်နေတယ်အားလုံးကကိုရဲခန့်စိုက်ကြည့်နေတယ်နောက်တနေ့မနက်အိမ်ထဲမှာဘယ်သူမှမရှိတော့ဘူးနိုင်ရမှာချိန်ထားတဲ့မှန်ထဲမှာတော့ကိုရဲခန့်နဲ့မေတို့နှစ်ယောက်ပြုံးနေတယ်သူတို့နောက်မှာလူတတိုက်ကြီးရက်နေတယ်ဒါကြောင့်ညဘက်တင်းအိမ်မှာမှန်ချက်ကြီးတစ်ချက်ရှိတယ်တေချာကြည့်ပါမှန်တဲမှာမှန်တဲဟာရုပ်ပုံဟာတင်လို့တယ်လို့လုံနေလားဆိုတာတေချာစစ်ပါမဟုတ်ရင်နောက်တနေ့မနက်တင်းကမှန်ထဲမှာရက်နေလေကျေးဇူးတင်ပါတယ်